အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လက်ရှိနေလင်းအောင် Financial Accountancy School မှာ Financial Management ဘာသာရပ်ကိုသင်ကြားပေးနေတဲ့ lecturer ကောက်ခန့်ဆန်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က Financial Management ဘာသာရပ်အကြောင်းကိုအနည်းငယ်ပြဖို့လိုပါတယ်ကျွန်တော်တို့လူတစ်ယောက်ချင်းစီအဖွဲ့အစည်းတစ်ခုချင်းစီတိုင်းကအနာဂတ်မှာတိုးတက်အောင်မြင်ဖို့အတွက်နိုင်ငံနဲ့ investment decision တွေချမှတ်နိုင်ဖို့လိုအပ်ပါတယ်ဒီလို investment တွေလုပ်တဲ့အခါမှာလည်းလိုအပ်တဲ့ capital ငွေအရင်းမြစ်တွေကိုနိုင်ငံနဲ့ sources of finance တွေကနေရှာတက်ဖို့လိုအပ်ပါတယ်ဒီ financial management ဘာသာရပ်မှာဆိုရင်နိုင်ငံနဲ့ decision investment decision making တွေရဖို့နိုင်ငံနဲ့ sources of finance တွေကိုရွေးချယ်တတ်ဖို့long term finance တွေ short term finance တွေစသဖြင့် financial market မျိုးစုံအကြောင်းကိုလည်းစုံလင်စွာလေ့လာမှာဖြစ်ပါတယ်ဒါအပြင် international trade လုပ်တဲ့နေရာမှာမတူညီတဲ့ currency တွေကြောင့်မလို့ဖြစ်ပေါ်လာတဲ့ currency exchange risk တွေအကြောင်းကိုလည်းသင်ရမယ်သူတို့ဒီ risk တွေကိုဘယ်လိုမျိုး risk mitigation plan တွေလုပ်မလဲဆိုတာကိုလည်းကျွန်တော်တို့သင်ကြားမှာဖြစ်ပါတယ်ကျွန်တော်တို့နေလင်းအောင် Financial Accountancy School ကနေပြီးတော့2024ကနေ2026 March လအထိတစ်နှစ်တာကာလအတွင်းအတန်ဘာသာရေးကိုဖြည့်စွက်အောင်မြင်သူ182ဦးထိရှိခဲ့ပါတယ်အဲ့ဒီအထက်မှာမြန်မာ First 4ဦးကိုလည်းဝေထုတ်ပေးနိုင်ခဲ့ပါတယ်ဒီလိုအောင်မြင်မှုတွေရရှိရခြင်းကတော့ NLA မှာဆရာဆရာမတွေရဲ့သင်ကြားပြသမှုနဲ့အတူကျောင်းသားကျောင်းသူတွေရဲ့စူးစမ်းအထောက်အကူကြောင့်လည်းပါဝင်ပါတယ်ဒါကြောင့် ACC Part 2 FM ဘာသာရပ်ကိုအချိန်တိုအတွင်းပြညာအောင်မြင်နိုင်ဖို့အတွက်ကျွန်တော်တို့ NLA မှာဖွင့်လှစ်လိုက်တဲ့ ACC Part 2 တန်ခွဲသစ်ကိုလာရောက်အနံ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ